မင်္ဂလာပါအမတော့ဒီနေ့ Aquarius ကုန်ရာသီဘွားလေးတွေရဲ့ဇယက်တဘာဝတွေကိုလာပြီးတော့ဖတ်ပြပေးတော့မှာဖြစ်ပါတယ် January 21ကနေပြီးတော့ February 18ရက်ဒီဂျာကလာတွင်မူဖွားတဲ့သူလေးတွေက Aquarius ကုန်ရာသီဘွားလေးတွေဖြစ်ပါတယ်ဝါဘောဓာတ်လေဓာတ်တဘာဝစိုးမိုးတဲ့ရာသီခွန်လေးတွေဖြစ်ပါတယ်ဓာတ်ဖို့တဘာဝဆောင်ပါတယ်မြန်မာလတဘိုရဲလအတွင်းမူဖွားတဲ့သူလေးတွေကိုလည်း Aquarius ကုန်ရာသီဘွားလေးတွေလိုအလွယ်မှတ်ထားပြီးလို့ရပါတယ်ဖိရက်လေးတွေကပင်ကိုစိတ်သက်ဖြူစင်မြင့်မြတ်တဲ့သူတွေဖြစ်ပါတယ်အထူးသဖြင့်အချက်အပြုတ်ပိုင်းမှာဝါသနာအထူးပါတတ်ကြတယ်ဒါပြင်ဘယ်ကိစ္စမဆိုအချက်ကြကြအကျိုးအကြောင်းစတိကြကြတွေးခေါ်တတ်တဲ့သူလေးတွေပါဖြတ်ထိုးညံကောင်းတယ်အနေအထိုင်အစားအသောက်ကြက်လက်တဲ့သစ္စာရှိတယ်စကားနဲ့တဲ့တိတိတန်တန်နေတတ်တဲ့သူလေးလည်းဖြစ်ပါတယ်သူများကိုလည်းအနှောက်အယှက်မပေးတတ်ဘူးကိုတောင်ဝင်ယူထားတဲ့ကိစ္စတွေဆိုလို့ရှိရင်လည်းအပီးလှုပ်ဆောင်တတ်တဲ့သူတွေဖြစ်ပါတယ်ဘယ်ကိစ္စမဆိုပင်ပန်းခံပြီးလုပ်တတ်ကြတယ်ပြင်းတဲ့စိတ်ဝင်လာရင်ဘာမှမလုပ်ဘဲနေတတ်ကြတဲ့ရာသီခွန်လေးတွေပါအလှပအရန်ကြိုက်တယ်စိတ်တည်ကြည်တယ်ဘဝမှာအပြောင်းလဲတွေအများကြီးကြုံရတတ်တယ်ပေါ့နော်အမြဲတမ်းလှုပ်ရှားရှင်သန်နေရတဲ့သူလေးတွေပါအနစ်နာခံပင်ပန်းခံအနွန်နာခံပြီးတော့စ조사တတ်ကြတယ်ကိုယ်တိုင်ကလည်းမလုပ်ဘဲနေလို့ရှိရင်ငြိမ်နေတတ်ပေမဲ့တကယ်လုပ်ပြီဆိုလို့ရှိရင်လည်းသူများထပ်ပို့ပြီးတော့မှဆော့လက်ထက်မြက်တတ်ကြတယ်ပေါ့နော်သတိထားမယ့်အချက်က Aquarius အမျိုးသားတွေမှာဆိုလို့ရှိရင်မထင်ရင်မထင်စလို့ရွက်ဆောင်ပြီးတော့မှကျွတ်ဆက်ဆက်ပြောတတ်ကြရပေါ့နော်Aquarius အမျိုးသမီးတွေမှာဆိုလို့ရှိရင်နှုတ်ဆက်ရှာစားကြမ်းမိတတ်ကြတယ်တခါတလေစိတ်ခံစားချက်နောက်ကိုလိုက်ပြီးတော့မှသစ္စာမဲ့သလိုပြီးတော့ဂတိမတည်သလိုလော်လီသလိုဖြစ်သွားတတ်တယ်တကယ်တော့ Aquarius အမျိုးသားတွေဆိုလို့ရှိရင်သစ္စာရှိတယ်ယောက်ျားပိသားတဲ့သူတွေဖြစ်ပြီးတော့အမျိုးသမီးတွေဆိုလို့ရှိရင်ယောက်ျားဆန်ဆန်ထက်မြက်တတ်ကြတယ်ပေါ့နော်Aquarius သမားလေးတွေအကုန်လုံးကရီမန်းချက်ကြီးကြီးထားပြီးတော့စိတ်ပါလက်ပါစူးစမ်းမယ်ဆိုလို့ရှိရင်ထိတ်ဆုံးကနေပြီးတော့ရောက်ပြီးတော့အောင်မြင်သွားတတ်ကြပါတယ် Aquarius လေးတွေကယုံမိပြီဆိုလို့ရှိရင်လည်းမျက်စိမှိတ်ပြီးတော့ယုံတတ်တယ်ခေါင်းမှာဆိုတာဆုံးဖြတ်ချက်တွေကြောင့်အမေပြတ်တာတွေငကိုအောင်မြင်မှုတွေဆုံးရှုံးတတ်ပါတယ်အယုံကြည်မလွယ်ဖို့ကတော့အထူးသတိပေးခြင်းပါတယ်နော်Aquarius လေးတွေကမိတ်ဆွေကောင်းပြီးသားတယ်မိတ်ဆွေမဖြစ်ခင်ဖာတိပါတာနေတတ်ကြပေမဲ့တကယ်မိတ်ဆွေဖြစ်သွားပြီဆိုလို့ရှိရင်မိတ်ဆွေကောင်းပြီးသားတတ်ကြတဲ့ရာသီခွန်လေးတွေဖြစ်ပါတယ်အနစ်နာခံတတ်ကြတဲ့သူလေးတွေဖြစ်လို့တစ်ခါတရံဂျားတွေကနေပြောပေါ့နော်အထင်လွဲခံရတတ်တာလေးတွေလည်းမကြာခဏကြုံတွေ့ရတတ်ပါတယ်အမှုပညာသမားတွေကိုအထင်ကြီးတယ်ပေါင်းလဲပေါင်းသင့်တတ်ကြတယ်နော်စာပေအရေးမှာလည်းပါရမီရှိတယ်ဒါအပြင်ဘာသာရေးမှာလည်းအယူသိတတ်ကြတဲ့သူလေးတွေပါအချို့ကိစ္စတွေမှာဆိုလို့ရှိရင်သူတို့များတွေနဲ့ပေါ့နော်အမြင်မတူတတ်ကြလို့လူ့ကွာစာတွေဖြစ်သွားတတ်ကြပါတယ်သူတစ်ပါးရဲ့မနာလိုမှုကိုလည်းအထူးခံရတဲ့ရာသီခွန်လေးတွေဖြစ်ပါတယ် Aquarius လေးတွေကကိုကူညီထားတဲ့သူတွေကကိုကိုပြန်ပြီးတော့သစ္စာဖောက်တတ်တယ်အဲ့ဒါကြောင့်မလို့သတိထားပြီးတော့မှပေါင်းသင်းတဲ့နော်အကြံကောင်းတွေပေါ်တတ်သလိုအဲ့ဒီအကြံကောင်းအတိုင်းပေါ့နော်စူးစမ်းမယ်ဆိုလို့ရှိရင်ချမ်းသာပြီးတော့မှကြော်စောသွားတတ်ကြတဲ့ရာသီခွန်လေးတွေပါလူမျိုးခြားနိုင်ငံခြားကိစ္စတွေမှာအထူးအကျိုးပေးတတ်ကြပါတယ်အမှဒီနေ့ဖတ်ပြပေးသွားတော့ဒီ Aquarius ကုန်ရာသီဘွားလေးတွေရဲ့ဇယက်တဘာဝလေးတွေဖြစ်ပါတယ်နောက်ရာသီခွန်လေးတွေရဲ့အကြောင်းကိုလည်းအမကဖတ်ပြပေးသွားမှာဖြစ်လို့အမကို like and share follow လေးလုပ်သွားပေးလို့ရပါတယ်ရှင်